မင်္ဂလာပါရှင်ဒေါက်တာမြတ်နော်ပါအိမ်တောင်ဖြူတဲ့ဆိုတာအထီးကျန်ချင်းကနေလွတ်မြောက်ဖို့အဖော်ရောက်ဖို့အတွက်ရည်ရွယ်ခဲ့ကြတာပါဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့လူဖြိုအဖြိုဘဝတုန်းကထပ်တောင်းအိမ်တောင်ကြဖင်းမှာပိုအထီးကျန်ရတယ်လို့ပြောလာကြတဲ့သူတွေအများကြီးရှိပါတယ်ဘေးမှာကိုယ်အိမ်ထောင်ဖက်ရှိနေပါလေရဲ့နဲ့ကိုယ့်ရဲ့ဝါနံမှုပျော်ရွှင်မှုတွေကိုဝေမျှလို့မရပဲတယောက်တည်းရုန်းကန်နေရတာဟာကဘာပေါ်မှာအဆိုးဆုံးအထီးကျန်ခြင်းတစ်မျိုးပါပဲတအိမ်တဲနေပေမဲ့ဘာလို့သူစိမ့်ဒီလိုဖြစ်သွားကြတာလဲဒီအခြေအနေကနေနှွေးထွေးလက်အိမ်တောင်ရေးတစ်ခုဖြစ်အောင်ဘယ်လိုဖြန်းဆက်မလဲဆိုတာဒီနေ့ဗီဒီယိုမှာအပြေးရှာကြည့်ကြရအောင်ရှင်အိမ်တောင်ရေးတစ်ခုမှာအေးဆက်ချင်းနေဆက်လာလေအခါဇနီးမောင်နှံနေဟာချစ်သူဘဝကနေအခန်းဖော်ဘဝကိုမတိမတကူးပြောင်းထော်ကြပါလေစကားပြောရင်လည်းကလေးကိစ္စမိသားခတ်ကိစ္စဈေးဖို့ကိစ္စဒါတွေပဲရှိပါတော့တယ်တယောက်ရဲ့စိတ်ခံစားချက်ကိုတယောက်ကမမေးမြန်းတော့ပဲတောင်းဝဲအရာနေထိုင်ကြတာမျိုးပါဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့အချင်းချင်းလစ်လူရှုခြင်းကြောင့်ပါကို့အနာမှာသူရှိနေတာပဲဆိုရဲ့အတိနဲ့ဂယုစိုက်ဖို့မဲလာလာတာမှာတအိမ်တည်းနေပြီမဲ့တယောက်ကဖုံးကြည့်တယောက်က TV ကြည့်နဲ့ကဘာနှစ်ခုမှနေထိုင်နေကြတဲ့အခါစိတ်ချင်းဆက်သွယ်မှုဖြတ်တောက်သွားသည့်အထီးကျန်ခြင်းတွေစတင်လာတာဖြစ်ပါတယ်ရှင်။တအိမ်တည်းနေရင်အထီးကျန်ရောက်တဲ့နောက်တစ်ချက်ကတော့ရင်ဖွင့်ရင်လည်းအပေါ်ပဲလို့ခံစားရတာပါ။ကိုကစိတ်ညစ်လို့ပြောပြတဲ့အခါတစ်ဖက်လူကဂယုတစိုက်နားမထောင်တာဒါမှမဟုတ်တားလေးများဆိုပြီးပေါ့ပေါ့တန်တန်တုံ့ပြန်တာအဖြစ်တင်တာမျိုးတွေခံရတဲ့အခါနောက်ပိုင်းမှာဘာမှမပြောတော့ပဲနှုတ်ဆက်ထွက်ကြပါတယ်။စကားပြောဖို့စ조사တိုင်းရန်ပွဲနဲ့ပဲအဆုံးသတ်ရတဲ့အခါလူဟာငင်းချမ်းဖို့ကိုရှာတဲ့အနေနဲ့စကားမပြောပဲနေလိုက်ဖုံးတွေကိုဘေးချထားပြီးတနေ့ကိုအနည်းဆုံး15မိနစ်လောက်တာဝန်တွေအကြောင်းမပါပဲတယောက်ရဲ့ခန်းစားချက်ကိုတယောက်ကစူးစမ်းချင်စိမ့်နဲ့မေးမြန်းပေးပါဒီနေ့စိတ်အခြေအနေဘယ်လိုရှိလဲကိုဘာတွေပြောပြချင်လဲဆိုတဲ့ရိုးရှင်းတဲ့မေးခွန်းလေးတွေကအိတ်ဆက်နေတဲ့တနိုင်းတွေကိုပြောပြပေးနိုင်ပါတယ်ကိုဘတ်တာလည်းအဖြစ်တင်တဲ့လေးတန်မျိုးမဟုတ်ပဲကျမအတီးတန်နေတဲ့ရှင်းနေစကားပြောချင်တဲ့ဆိုလဲအားနေချက်တို့ထုတ်ပြဖို့မရှက်ပါနဲ့အားနေချက်ကိုထုတ်ပြခြင်းကနှစ်ယောက်ကြားကရင်းနှီးမှုကိုပြန်လဲတိဆောက်ပေးနိုင်ပါတယ်ရှင်စိတ်ချင်းဝဲကွာနေခြင်းမှာရိုးပိုင်းဆိုင်ရာထိတွေ့မှုတွေကလည်းအလွန်အရေးကြီးပါတယ်အင်္ဂါထွင်ရနှုတ်ဆက်နန်းတာပြန်ရောက်ရင်ဖက်ပေကစကားပြောတဲ့အခါလက်ခံထားတာမျိုးတွေဟာငါမေးအနာမှာရှိနေတဲ့ဆိုတဲ့ message ကိုဦးနောက်စီပို့ပေးပါတယ်ဒီလိုအသေးဖက်အပြုအမူလေးလေးဒါဟာပြုပြင်ထိန်သိမ်းမှုလိုအပ်နေတဲ့အချက်ပြမှုတစ်ခုမှာအထီးကျန်နေရတာကိုတီတိုင်းပြတ်မထားပါနဲ့အချိန်ကြာလာလေတနိုင်တွေကပိုမြင့်လာလေပါပဲဒီနေ့ကစားပြီးကိုဘေးနာကလူကိုသူစိမ့်တရုပ်လို့မဟုတ်ပဲကိုတန်ဖိုးထားတဲ့ချစ်သူတရုပ်လို့ပြန်ပြီးဆက်ဆံကြည့်ပါအိမ်တော်ရေးဆိုတာအတူတူရှိနေုံတည်းမကပဲနှလုံးသားချင်းထိတွေ့နေဖို့လဲလိုအပ်ပါတယ်အားလုံးပဲအထီးကျန်ချင်းကင်းဝေးသည့်နှွေးထွေးတဲ့အိမ်တော်ရေးကိုတည်ဆောက်နိုင်ကြပါစေရှင်ပါနိုင်အချိန်ကြာလာလေတနိုင်တွေကပိုမြင့်လာလေပါပဲဒီနေ့ကစားပြီးကိုဘေးနာကလူကိုသူစိမ့်တရုပ်လို့မဟုတ်ပဲကိုတန်ဖိုးထားတဲ့ချစ်သူတရုပ်လို့ပြန်ပြီးဆက်ဆံကြည့်ပါအိမ်တော်ရေးဆိုတာအတူတူရှိနေုံတည်းမကပဲနှလုံးသားချင်းထိတွေ့နေဖို့လဲလိုအပ်ပါတယ်အားလုံးပဲအထီးကျန်ချင်းကင်းဝေးသည့်နှွေးထွေးတဲ့အိမ်တော်ရေးကိုတည်ဆောက်နိုင်ကြပါစေရှင်